Brian May HMA ကျိုးဆောင်တဲ့လက်တွဲလှုပ်ဆောင်ရတာတကယ်ကိုအဆင်ပြေပါတယ်တဲ့စိတ်ရှည်ရှည်နဲ့တေချာလိုက်ပြရှင်းပြပြောပြပေးလို့စိတ်ချမ်းသာပါတယ်တဲ့တရားရနှုန်း recommend ပေးပါတယ်တဲ့ဒါကျွန်တော်တို့ဝယ်သွားတဲ့အဝယ်တွေကနေ comment ပေးတာပေါ့နော်ကြီးစုတင်ပါတယ်ဝယ်သွားတဲ့အဝယ်တွေအကိုတွေလည်းဒီတက်မကအိမ်နေ channel ထပ်ပြီးပိုင်ဆိုင်နေပါသေးလို့ကျွန်တော်ဒီကနေစူတောင်းပေးပါနဲ့ကျွန်တော်တို့ Brian May HMA ပကိုးอ่ะဆိုရင်လက်ရှိကျွန်တော်တို့ HMA အားလုံးပေါင်းအလုံး2000ကျော်ကျွန်တော်တို့ကင်နာတာရှိတယ်စက်မှုမြေတွေရှိမယ်လမ်းမမေးတင်ရန်ကုန်မှာလမ်းမမေးတင်အကွက်တွေရှိမယ်ပြီးတော့လူနေအိမ်ကွက်တွေရှိမယ်ခြံကွက်လွတ်တွေရှိမယ်ပြီးတော့စက်ရုံနဲ့ပတ်သက်ပြီးတော့အငှားတွေပေါ့နော်ပြောမယ်ဆိုရင်ဆိုင်ငန်းအငှားတွေကုမ္ပဏီအငှားတွေစသည်ဖြင့်ဒီအငှားတွေလည်းကျွန်တော်တို့ကရှိတယ်ပြီးတော့ဘာလုပ်ငန်းအပီးငှားတဲ့ငှားတွေပေါ့နော်ပြောမယ်လေခုံတဲ့ခုံစိမ်းငှားတဲ့အငှားတွေအစအကုန်လုံးကျွန်တော်တို့တွေကင်တွယ်ပေးပါတယ်အဲ့တော့အငှားတွေနေနေတော့ကျွန်တော်တို့တွေကုမ္ပဏီအလုံးနေရာပဲစပြီးတော့ကျွန်တော်တို့ကင်တွယ်ပေးတယ်အနည်းဆုံး8သိန်းလောက်ကနေစတယ်လောက်ကနေစ6သိန်း8သိန်း8သိန်းလောက်ကနေစပြီးရှိတယ်ပေါ့နော်8သိန်းကနေစပြီးအစားစားရှိကြတာပေါ့နော်ကျွန်တော်တို့ပေါ့အငှားအနေနဲ့3သိန်းနဲ့2သိန်းနဲ့အငှားလေးကြာကျွန်တော်တို့ဒီမှာရှိဘူးမကင်လည်းမကင်တာဘူးပေါ့နော်အဲ့ဒါကြတော့ကျွန်တော်တို့တွေကဟိုပြောမယ်ဆိုရင်ဘကိုးမှာကုမ္ပဏီတစ်ခုဖြစ်ပြီးတော့တခြားရက်ွက်အကျိုးဆောင်လေးတွေလုပ်ဖို့အတွက်လည်းကျွန်တော်တို့ကနေရာပေးရသေးတယ်ဒါမှမဟုတ်ရင်သူတို့အတွက်လည်းနေရာရှိမှာမဟုတ်ဘူးเนาะအဲ့ကြောင့်ကျွန်တော်တို့ကနည်းနည်းလေးနှိမ့်တဲ့အပိုင်းတွေဆိုရင်တော့မကင်ပြတော့ဘဲနဲ့နည်းနည်းလေးအငှားဆိုလည်းမျက်နှာလေးတွေကင်ပြတယ်ပြီးတော့ကျွန်တော်ခြံခွက်ကတော့အနည်းဆုံးကျွန်တော်တို့တွေ600 900နေစပြီးတော့ကောင်းတာလေးဆိုရင်တော့ကျွန်တော်1000 1500လောက်ဆိုတော့နေရာလေးတွေအဆင်ပြေတယ်600 900ရလောက်လဲချိုးတင့်တယ်လေးတွေနိုင်တဲ့လူတွေအတွက်တော့အဆင်ပြေတာပေါ့เนาะအဲ့တော့ခြံခွက်ခိုင်ခိုင်မာမာနဲ့စာဝတ်တဲ့ခိုင်မာလို့နေဆိုရင်အနည်းဆုံး1500လောက်1600လောက်ကစမယ်အဲ့ဒီဝင်းကြီးကနေပြီးတော့ရှိတယ်ချိုးအဲ့ဒီတွင်းမှာပဲအိမ်ပါတာလေးလည်းရှိတယ်1650တွေစသည်ဖြစ်ပေါ့တချို့ကျတော့လဲခြံခွက်တကယ်လို့ကျွန်တော်တို့ခြံဝယ်မဲ့မိတ်ဆွေတွေကျွန်တော်အကြံပေးနေတာကနှစ်မျိုးရွေးစရာရှိတယ်เนาะအိမ်ပါတယ်ဆိုရင်လိုဝေးရှင်တိတ်စဉ်းစားလို့မရဘူးလိုဝေးရှင်ကောင်းတာလို့ချင်းအိမ်ပါတာမျိုးဆိုရင်အဆင်မပြေဘူးဒါမျိုးတွေရှိတတ်တယ်အိမ်ပါတာမရှိဘူးပေါ့အဲ့လိုမျိုးတွေတခုပေါ့နေမလားနေမယ်ဆိုရင်တော့ရက်ွက်နဲ့အဆင်ပြေတယ်တင့်တော်တယ်နေရာမျိုးလေးတွေကျွန်တော်တို့ရတယ်တချို့ကျတော့ location လဲကောင်းမယ်အိမ်လဲကောင်းမယ်ဆိုရင်အနည်းဆုံးမရှိတော့3500အထက်မှာဖြစ်ကုန်ပြီဈေးတွေကလေအဲ့လိုမျိုးရှိတယ်အဲ့တော့ကျွန်တော်တို့တွေကတင့်တော်တဲ့ဈေးလေးနဲ့ရှာခြင်းနဲ့ဆိုရင်ဒီနေရာကောင်းတာလို့ချင်းခြံလုတ်ကိုဝယ်တကယ်လို့မှလူနေအိမ်လို့ချင်းရက်ွက်နဲ့လဲတင့်တော်မယ်တင့်တော်တဲ့ဟာလေးတွေတော်တော်များရှိပါတယ်အဲ့လိုပြောတာနော်နှစ်ခုလုံးကောင်းနေတယ်ဆိုတော့အနည်းဆုံး3500အထက်ကနေစမယ်ဒါဆိုရင်နှစ်ခုလုံးကောင်းတယ် location လဲကောင်းတယ်အိမ်လဲကောင်းတယ်ရက်ွက်နေထားလဲကောင်းမယ်ပေါ့ဒီလိုမျိုးတွေကျွန်တော်တို့စတယ်ပေါ့နော်ဟိုက်ကြရင်1000လောက်နဲ့အိမ်ကောင်းတာမျိုးဆိုရင်တော့ရှိတော့ရှိတယ်1800လောက်2000လောက်အဲ့ဒီဝင်းကျင်ဆိုရင်ဟလာရက်ွက်နဲ့လည်းနီးမယ်နေရာထိုင်ခင်းလေးအဆင်ပြေမယ်ဒါဆိုအိမ်ကောင်းတာဆိုပုံစံတစ်မျိုးနော်ဟုတ်ကဲ့သိကျင်တဲ့အကြောင်းများရှိရင်ကျွန်တော်ရဲ့ comment မှာရေးသားလို့ရပါတယ် Brian May ကကိုဆိုင်ပါ